ယာမှာတချင်တော့ရွာကြီးတွေရှိတယ်အဲ့ရွာကြီးကတော်တော်ကြီးမားကျယ်ပြန့်တဲ့ရွာကြီးဖြစ်တယ်အဲ့ဒီရွာကြီးမှာဟလာတကြီးရဲ့ရွာကြီးကိုအုပ်ချုပ်တဲ့တကြီးရဲ့တကြီးရှိတယ်လို့တကြီးရဲ့သမီးလေးကလည်းအလိုနဲ့မှချုံမောလှပါတယ်မင်းသမီးလေးတစ်ပါးလို့ချုံမောလှပါတယ်ကောင်းမလေးတယောက်ရှိတယ်ဒါပေမဲ့အဲ့ရွာထဲမှာနေတဲ့ကြီးတော်သားလေးနဲ့တကြီးသမီးနဲ့ဒီနေ့ကျတော့တန်ရုံးစင်ဖြစ်သွားတယ်တန်ရုံးစင်ဖြစ်ပြီးတော့သူတို့နှစ်ယောက်ကချစ်ကြိုက်သွားခဲ့တယ်ဒါပေမဲ့ချိန်ကာလတွေကြာမြင့်လာတဲ့အခါမှာဟလာတကြီးကရိတ်မိသွားခဲ့တယ်အဲ့ဒီအချိန်ခါမှာတကြီးကသူ့ရဲ့တပည့်လက်သားတွေကိုအသုံးပြုပြီးတော့ဒီကိစ္စကိုဖြေရှင်းမယ်ဆိုပြီးတော့ဒါတကြီးကအကြံထုတ်ခဲ့တယ်ဒီနေရာလေးဆိုလို့ရှိရင်နှစ်ရရှိတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ချစ်သူတူကဒီနေရာမှာချိန်တွေ့ပြီးစကားတွေပြောခဲ့တဲ့နေရာဖြစ်နော်အဲ့လိုပဲသူကအထူးသဖြင့်လာပြီးညတိုင်းဆိုလို့ရှိရင်သူတို့ချစ်သူတူကဒီမှာအမြဲတမ်းစကားတွေထိုင်ပြီးတော့သူကကြည်ကြည်နူးနူးနဲ့နေခဲ့တဲ့နေရာလေးဖြစ်တယ်အကြီးကအဲ့လိုနဲ့ပဲသူကသူ့ရဲ့သမီးလေးသူအရန်ချစ်လာဆိုတော့သူ့ရဲ့သမီးလေးကြီးတော်သားလေးနဲ့ညားသွားဖို့အတွက်ကိုသူကဒီလိုမျိုးအကောက်ကြံတယ်ကြီးတော်သားလေးကိုလုံးဝဒီလောကကြီးတွေကမရှိအောင်သူကအကျက်ရှင်းဖို့အတွက်စဉ်းစားခဲ့သူကအချံထုတ်ခဲ့ဒါကြောင့်မလို့ဒီနေ့ပါကြီးတော်သားလေးပြန်လာတဲ့လမ်းပါသူကသူ့ရဲ့တပည့်တွေကိုစောင့်ကိုင်းပြီးတော့နော်အသက်ကိုအန္တရာယ်ပြုတ်ဖို့အတွက်သူကလုံးဝမိတ်ပေးခဲ့တယ်တကြီးရဲ့အကြံကိုတကြီးသမီးလေးကသိနေတယ်ဘာဖြစ်လို့ဆိုတော့ညတညမှာတကြီးကသူ့ရဲ့တပည့်တွေနဲ့တိုင်မီနေတာကိုတကြီးသမီးလေးကကြားသိသွားတယ်အဲ့ဒါလို့နဲ့တကြီးသမီးလေးရဲ့ရင်ထဲမှာတောကမီးတွေပူလောင်ပြီးတော့ဘလောင်ဆူသွားခဲ့အဲ့ဒါလို့နဲ့ပဲသူကကြေးတော်သားလေးကိုတွားပြုတ်ဖို့တော့သူကလုံးဝဆုံးဖြတ်လိုက်တယ်ဒါပေမဲ့တကယ်တမ်းကျတော့ကြီးတော်သားလေးကအတိုက်အကြိုက်အထိုးကျိတ်တပ်ပုတ်တော်တဲ့သူတယောက်ဖြစ်နေတယ်အဲ့လိုနဲ့တကြီးရဲ့တပည့်တွေကကြီးတော်သားလေးကိုဘလို့မှမရှင်နိုင်တဲ့အစုံတကြီးရှိကိုပြန်လှည့်လာခဲ့လိုက်ကြတယ်အဲ့ဒါနဲ့တကြီးလည်းသူ့ရဲ့တပည့်တွေကကြီးတော်သားလေးတွေကိုမနိုင်ခဲ့ပေမဲ့နောက်ထပ်သူဒီတက်ကောင်းတဲ့အကြံထုတ်ဖို့တကူသူဆုံးဖြတ်လိုက်တယ်အဲ့ဒါနဲ့တကြီးကသူ့သမီးကိုသူသိချရတဲ့သမီးလေးကိုပြန်ပြီးတော့သူကဇာခံပြဖမ်းလာလိုက်တယ်အဲ့ဒီအချိန်မှာကြီးတော်သားလေးကတကြီးသမီးသူချစ်သိချရတဲ့တကြီးသမီးကိုကဲဖို့တကူဒီကြီးတို့ရှိရတကြီးအိမ်ရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာတကြီးရဲ့တပည့်တွေကကြီးတော်သားလေးကိုဓာတ်နဲ့ဝိုင်းပြီးခုတ်ကြတယ်ဓာတ်နဲ့ဝိုင်းပြီးခုတ်တဲ့ခါကျတော့ရှေ့ရောနောက်ရောဘယ်ညာညက်ခုတ်တဲ့အတွက်ကြီးတော်သားလေးလည်းနေရာမှာလည်းလဲသွားတယ်နေရာမှာလဲသွားတဲ့အချိန်မှာနောက်ထပ်ဓာတ်နဲ့ထပ်ခုတ်တဲ့အချိန်လဲကြလဲကြအောင်တကြီးသမီးလေးကနေပြေးပြီးတော့ခံလိုက်တဲ့အတွက်ကြားထဲကနေဝင်ပြီးတော့ခံလိုက်တဲ့အတွက်တကြီးသမီးလည်းဓာတ်ထန်ရရသွားတယ်အဲ့ဒီအချိန်မှာဓာတ်ထန်ရရသွားကြတဲ့ဒီချစ်သူနှစ်ယောက်လုံးဟာဟလာတီအန်မြူးဖြစ်နေတဲ့အချိန်သူတို့ကတက်ဆာဆိုလိုက်တယ်ဟလာသူတို့နှစ်ယောက်ဒီကဘာကြီးမှာအချစ်ဆုံးဖြစ်တယ်လို့သူတို့ရဲ့အချစ်ကိုလည်းသူတို့ကတက်ဆာဆိုလိုက်တယ်သူတို့ချစ်သူနှစ်ယောက်ဒီကဘာမြေလောကကြီးမှာမရှိတော့တယ်လို့မျိုးပဲဟဲ့ဒီသူတို့နေနေတဲ့ဒီရွာကြီးလဲအဲလုံးဝပျောက်ဆုံးသွားပါစေဆိုပြီးတော့ကျိန်စာတိုက်လိုက်တယ်ပစ္ဆာနဲ့ကျိန်စာနှစ်ခုညှက်ပြီးတိုက်လိုက်တဲ့အတွက်တဖြည်းဖြည်းနဲ့ဒီရွာကြီးကဖြည်းဖြည်းနဲ့ပျောက်ဆုံးသွားခဲ့တာအခုဆိုလို့ရှိရင်ဒီနေရာကြီးမှာဆိုလို့ရှိရင်ဒါချင်းကရွာကြီးရှိခဲ့တယ်အဲ့ဒီရွာကြီးကလုံးဝအခုဆိုပျောက်ဆုံးသွားခဲ့တာဖြစ်တယ်တကယ်တမ်းကျတော့ဒီချစ်သူနှစ်ဦးရဲ့ဟလာတစ္ဆာတရားဘယ်လောက်ဒီခိုင်မာတယ်ဆိုတဲ့အကြောင်းဟလာသူ့ရဲ့တကြီးကိုယ်တိုင်ကဟလာရဲဆက်ဟလာဆုံးဖြတ်ချက်ပုံမှာမူတည်ပြီးတော့ဟလာအားလုံးကဟလာတစ္ဆာတရားရဲ့နောက်ကိုလိုက်သွားတာဖြစ်တယ်အဲ့ဒီနေရာမှာရွာကြီးရှိနေခဲ့တာဟာအခုဆိုလို့ရှိရင်လုံးဝမရှိတော့ဘူးဒါကြောင့်မလို့ဒီနေရာမှာရွာကြီးတွေရှိခဲ့တယ်ပြောရဖြစ်ပါတယ်ဒါကြောင့်မို့လေဒီနေရာမှာရွာကြီးရှိရဆိုရင်အခုတော့ရွာပြောက်ကြီးဖြစ်သွားပြီပေါ့အဲ့ဒီရွာပြောက်ကြီးကဘယ်တော့ခါမှပြန်ပေါ်လာမယ်ဆိုတာတော့ဒီချစ်သူ
နှစ်ဦးကလွဲယူဘယ်သူမှသိမှာ